ပြောလာမယ်ယူခါသွားမယ်ဒီနေ့တော့ကျွန်တော်တို့ဒီအချိန်က7နာရီခွဲဆိုတော့ကျွန်တော်ဒီစိတ်ကို9နာရီခွဲ6နာရီလောက်ရောက်သွားမှာပါကျွန်တော်တဲရဲ့နေရာလည်းတမောင်းလေးသိန်းနဲ့အဝေးတယ်ကျွန်တော်တူနာဘူမိလေးသိန်းနဲ့နီးရဲ့နေရာဖြစ်နေပါတော့ဟုတ်ကြောင်းပါဒီတစ်ခေါက်တော့ကျွန်တော်ကြွာသားနဲ့45ကီလိုချင်းမိုင်မျိုးလည်းမဟုတ်တော့ဘူးဗျာနိုင်ငံကျော်သွားပြီကျွန်တော်တို့ဟုတ်တယ်ဒီခေါက်ပဲတော့ပါใกล้สนามบินตอนนั้นแหละเนาะมันรถเองขับเองพาเที่ยวเองอ่ะพี่เป็นลักษณะเราคือได้พวกကျွန်တော်ခုကတော့ဒရမောင်းလေးစိတ်ကိုရောက်ပါပြီဒရမောင်းလေးစိတ်ကိုရောက်ပြီဆိုတော့ကျွန်တော်လေရင်ချင်းက8နာရီခွဲပေါ့နော်ဒါပေမဲ့ကျွန်တော် rival phone တွေပါဖြည့်ရမှာပါအဲ့တော့လည်းကျွန်တော်ဖြည့်ရမှာရေပြီး check in ဝင်မှာဆိုတော့ store ပြီးရောက်လာတာပါ Hello ကျွန်တော်မိမပါရခီးစင်ဆိုတော့ကျွန်တော်ပို့ပြီးတက်ကြွနေတယ်ကျွန်တော်တို့ကဒီမှာကထိုင်းမှာကဘန်းနဲ့နေတော့တော့ဒီမှာ reality ထုံးထူရတယ်ပေါ့နော်အထွက်ဆိုလို့ရှိရင် reality ထုံးထူရတယ်အဲ့တော့နည်းနည်းတော့အချိန်တော့ပေးရတာပေါ့သူများတဲ့ဆိုလို့ရှိရင်အဲ့ဒါ reality ထုံးထူရတော့1900ပါကျွန်တော်ဆက်ပြီးတော့ခေတ်ကိုသွားလိုက်ထိုင်းနိုင်ငံဒမောင်းလေဆိပ်ကနေပြီးတော့အင်ဒိုနီးရှားဆူရာဘာရာလေဆိပ်ကိုပြန်တန်းချိန်4နာရီဝန်းကျင်လောက်ကြာမြင့်ပါတယ်အဲ့တော့နေ့လည်စာကိုတော့လေယာဉ်ပေါ်ကနေပြီးတော့ခေါ်ဆက်ပြုတ်ပဲမဆလိုက်ပါတယ်အင်ဒိုလေဆိပ်ကိုရောက်ပြီပေါ့နော်အင်ဒိုလေဆိပ်ကိုရောက်ပြီကျွန်တော်လေယာဉ်ပြန်တန်းချိန်4နာရီဝန်းကျင်လောက်တော့ကြာပါတယ်ကျွန်တော်လေယာဉ်တော့အဆိုင်ပြီးပေါ့နော်ဒီလေဆိပ်ကိုရောက်ပြီဆက်ကြည့်ပြအောင်ကျွန်တော်တို့ကလည်းဒီရိုမိုမီတောင်းနောက်သွားမယ်သွားမှာအခုဒီကကျွန်တော်တို့အိမ်မှာကျန်နေတက်ဆက်တော့ကိုလေးစိတ်ကနေတန်းတော့ပါဒီနေ့တန်းတော့အဲ့ဒါဘယ်နှစ်နာရီလောက်ရှိရ3-4နာရီလောက်ပြရ3-4နာရီလောက်ညနေလောက်မှရမှာโอเคအဲ့တော့ခုတော့တနာရီလို့ဆိုနော်ညနေတော့မှရအောင်ညနေ6နာရီ6နာရီတခါတလေ6နာရီ9နာရီဝန်းကျင်လောက်ဟုတ်ဒါတော့ကျွန်တော်တို့ဒီအင်ဒိုနီးရှားခီးစဉ်ရဲ့ကျွန်တော်တို့ဖွဲ့တိုးလီတာကိုစီလူပါကိုစီလူကဒီတိုးတွေပြင်ပြီးအင်ဒိုနီးရှားတိုးတွေပြင်တခြားတိုးတွေလည်းအများကြီး plan တွေရှိတယ်ပြီးတော့ join နေနေဆိုရင်ကျွန်တော်ဒီပို့မှာ link ချပေးထားမယ်ပေါ့နော်ကိုစီလူကောင်း link ချပေးထားမယ်ဒီကဟိုအင်ဒိုနီးရှားက immigration က officer တွေကအရန်သဘောကောင်းတယ်တော်တော် welcome ဖြစ်တယ်ပေါ့နော်တော်တော်ပဲဘယ်လာလဲမြန်မာဘာညာသူဘုံလုံးဘယ်သွားမှာလဲပေါ့အမောင်ဘရိုမိုသွားမှာပေါ့โอเคမင်းတို့ပြောခဲ့ကြပါညာဟုတ်တော်တော်လေးလဲ for you ပြအမအရန်ကြီးလဲမစစ်ဒီစေကျွန်တော်တို့ကဒီမလာခင်ကတည်းကပေါ့နော် arrival form ဖြည့်ထားတော့ကြတော့လမ်းမှာကြတော့ဘာမှအရန်ချိန်မကြောက်ဘူးပေါ့ဗျာနော်ဒါတော့ကျွန်တော်လေဆိပ်ထဲမှာပဲအင်ဒိုနီးရှားစင်ကတ်တွေဝယ်ခဲ့ကြတာပါအင်တာနက်လိုင်းသုံးဖို့နဲ့အချင်းချင်းဆက်သွယ်ဖို့ပါစင်ကတ်တကတ်ကိုကျွန်တော်အင်ဒိုငွေ2သိန်းခွဲပေးရပါတယ်လေဆိပ်ကနေကျွန်တော်ပြန်ထွက်လာပြီအခုတော့လေဆိပ်ကနေထွက်လာပြီပေါ့နော်ကားနဲ့ကျွန်တော်တို့ Mount Bromo ရှိရဲ့စီကိုသွားမှာပါခုနကတော့ကျွန်တော်စင်ကတ်ကိစ္စလေးတွေရောက်ချင်းဆိုတော့ဆက်သွယ်ရရှိရလေးဆက်သွယ်နိုင်အောင်လို့စင်ကတ်တွေလုပ်နေရပါတော့โอเคကျွန်တော်ကားလာကြိုးတဲ့ကားဆရာလည်းရောက်ပြီအကုန်လုံးကဒီကလူတွေကဟိုကျွန်တော်တို့နဲ့မြန်မာရုပ်တွေနဲ့တော်တော်လေးဆင်နေရတယ်အထူးသဖြင့်ကျွန်တော်နဲ့ဆိုပိုဆင်နေဗျာအဲ့ဒါကျွန်တော်တို့လာခေါ်ရကမြန်မာလို့ဆိုရင်တော့ကျေးဇူးတင်ပါတယ်ပေါ့ဗျာထိုင်းလို့ဆိုရင်တော့ခပ်ပွန်အင်ဒိုလို့ဆိုရင်တော့စမအဲ့ဒီလုံးတော့ကျွန်တော်ကျင့်ထားမှာဗျာအားလုံးတော့ပြင်းနေရောတော့လေဒီကနေကျွန်တော်စပြီးထွက်တော့မယ်ဒါခဏတစ်ခါမယ်ဒါပေမဲ့ခဏစားတဲ့နေရာကျတော့ဒီဗာနဲ့
လက်စီဆိုင်မှာသူရက်နေလိမ့်မယ်ကျွန်တော်တို့ကိုလည်းရှောက်ပြီးချက်ထားပေါ့နော် ဟုတ်ကဲ့ပါ ဒါပေမဲ့ဒီကအစားအစာတွေကျတော့အရတာကတော့နည်းနည်း strength ဖြစ်လိမ့်မယ်ကျွန်တော်တို့တိတ်တော့မကြိုက်တော့ဆိုတော့ညဟိုရောက်ယူကျွန်တော် recommend ပေးမယ်နော်ခင်ဗျာတွေကအဆင်ပြေတယ်ပေါ့ကျွန်တော်တို့အတွက်ပြီးရင်အခုကျွန်တော်တို့သွားမယ့်နေရာက promo ကျွန်တော်တို့တဲမယ့်နေရာ promo မီးတောင်ရဲ့ဘေးနားမှာတဲတာအဲ့တော့ဘေးနားမှာပဲအဲ့တော့ဒီနေ့ကျွန်တော်တို့ပဲချိန်လောက်ရောက်မလဲဆိုတော့ကျွန်တော်ညနေလောက်မှရောက်မယ်ညမိုးချုပ်မှာပေါ့အဲ့တော့မမြင်ရတော့ဘူးမနက်ဖြန်မနက်မှမြင်ရမှာပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ဒီခရီးကအဲ့ရပြတ်နိုင်တယ်နော်အဲ့ရပြတ်နိုင်တယ်ဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အစောကြီးထားတဲ့ရက်တွေရှိတယ်နော်အဲ့တော့အချိန်လေးမှအချိန်မှန်လေးထားပေးပါကျွန်တော်ပြောတဲ့အချိန်ကိုမှန်အောင်ထားပေးပါနော်ဘာလို့ကျွန်တော်တို့နောက်ကျသွားရင်ကျွန်တော်တို့အရေးကြီးတဲ့ view လေးတွေ miss ဖြစ်မှာကြောက်လို့ကျွန်တော်လည်းစားရောက်တော့ခံစားရတဲ့ခံစားချက်လေးတွေကိုအားလုံးကိုခံစားကြည့်ချင်တာပေါ့နော်ဥပမာအပြင်ကျွန်တော်တို့ဒီ promo မှာနေထွက်တဲ့ချိန်လေး sunrise ချိန်လေးလေဘာမှမမြင်ရဘဲနဲ့ပြမြင်ရတဲ့ခံစားချက်လေးကိုအဲ့လိုမျိုးလေးလည်းအားလုံးကိုမြင်သိချင်တာပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ပြောတဲ့အချိန်တိုင်း9 နာရီဆို9 နာရီ3 နာရီဆို3 နာရီအချိန် on time ဖြစ်ဖို့အရေးကြီးတယ်နော်ဟုတ်ကဲ့ပါ စားတောက်ကြတော့ခုနပြောသလိုမျိုးဒီမှာကျတော့ခိုင်းလိုမျိုးရွေးစားဖို့အဲ့တော့အများကြီးမရှိဘူးနည်းနည်းတော့ဖတ်လိုက်မယ်ဆိုင်တွေမှာကျတော့လည်းဝယ်စားလို့ရပါတယ်နော်ဟုတ်အဲ့ဆိုဒီနေ့ကတော့ဘာစီတင်မှမရှိဘူးအခုကျွန်တော်တို့ဟိုတယ်ကိုတိုက်ရိုက်သွားနေတယ်နော်ဟုတ်ကဲ့ပါ3-4 နာရီလောက်ကားစီးရမယ်3-4 နာရီ5 နာရီဝင်စီတော့ဖြစ်နိုင်မယ်နော်လမ်းအချိန်တွေအရအဲ့ဒီတော့အဲ့ကြားထဲမှာသမင်းဝင်စားမယ်အခုကြားထဲမှာသမင်းဝင်စားမယ်နော်အင်ဒိုနီးရှားရဲ့ကျွန်တော်9,900 ခွဲနဲ့ဆက်ပါမြန်မာငွေနဲ့ကတော့ကျွန်တော်ပြန်တွက်ကြည့်အောင်ပါဗျာကျွန်တော်လည်းမတွက်တာဘာရည်ရောမသိဘူးကိုတော့မို့တော့ပေါ့တိုင်းလေးတောင်းပါရှင်ကဲဖြုံမထိုးတိုးလေးပေါ့မမူရသေးရလားမသိအောက်မှာနေထိုင်တော့လို့ကောင်းမှာဘောလို့ပုံစံမျိုးပဲနော်တောက်ကောင်းနတ်တို့ပါလို့ပုံစံမျိုးပဲတောက်လို့ကောင်းတယ်ဟုတ်လားကောင်းလားကောင်းတယ်အချိုးတော့ပေါ့ကောင်းပါအချိုးပေါ့လေဟုတ်တာရေးနေတာတဲ့ကောင်းတော့ကောင်းပါအဲ့ကျွန်တော်ထမင်းစားပြီပေါ့နော်အဲဒီမှာစားတာ10သိန်း26,000နဲ့မှ400ကျတယ်ဒီနေ့ဆိုလို့ချင်း4 နိုင်ဝင်ချင်တော့4 နိုင်5 နိုင်ဝင်ချင်တော့ဆောင်းမစားနေသွားရတယ်လို့ပြောပါတယ်ကိုစီတာမမီးတော့နားတယ်မကြီးနေထွက်နေဟိုနောက်မှာတိတ်လေးနေတယ်တွေ့လားfree 的嘿，这个地里的，听说想要这么小，但这个အခုကျွန်တော်တို့ရောက်နေတဲ့နေရာကအခုဒါမောင်ဘရူမိုသွားတဲ့လမ်းကရွာမှာပေါ့နော်စုကာပူရာဆွဲရွာမှာပေါ့ဟာအခုလောလောဆယ်အသီးဆိုင်တွေ့လို့မလို့အသီးဝင်နေကြတာပါဒီနားကရွာတွေအကုန်လုံးကအဲ့လိုမျိုးလို့ခြေကားလေးတွေအဲ့လိုမျိုးငှားကြတာမျိုးလောက်တာကြတော်မိုက်တယ်အတောင်ပေါ်ဆိုရာသီဥတုကတော်တော်ဖိုင်းနေတယ်ဒီနေ့တိုင်းပဲဒီလိုမျိုးစားတင်တယ်ဝဲဒီကတို့ခွဲစားဘယ်လောက်တယ်လောက်တယ်ဘာမှဒီဘာမှဘဘာဘူးဘယ်လောက်တော့မလဲတော့ဝယ်ငါပြောသေးရဒါ9000ပေးရတယ်ဗျ9000ဆိုရင်မြန်မာငွေနဲ့ဆိုရင်90လောက်ပဲရှိမှာအော်မဟုတ်ထိုင်းဘက်ဆိုပြောထိုင်းဘက်နဲ့ဆိုရင်90လောက်ပဲရှိမှာမြန်မာငွေနဲ့မဟုတ်90ပဲရှိမှာဟောင်းတော့တသိန်းကို186ဆိုတော့90ပဲရှိဒီမော်ဒီကဒီမော်ဒီတလို့ပီရူ
ရာ ရင်းနေ တူ လိုက် ရာ ရရွေး တူရာ9000 မဒီမိုက် ဒီကနေ့ အဲထိုင်းလောတော့ ဟဲ့ ဒါလာ အင်ဒို ဒီရမယ် ဒါ ဘူး လာ ဒီ ဆာလာ ပါဒီလိုပဲစားတာ ဟုတ်လား ဒါ သူငါပြောကြည့်စတော့စတော့ ဟိုတန်းနေ organic organic အဲကျွန်တော်တို့တနူသားပြောတာတော့ရင်ငန်းသီးလို့ပြောတာဗျာဟုတ်မို့တော့မသိဘူးအချိုးလား တင်းဝေးရှာရပါ ကြိုက်တယ် အင်ဒိုမားကတ်ဘာလို့ဆက်ဆိုလို့ရှိရင်ဒီမှာကြီးတာလေ21,500လို့ရှိရင်21,500လို့ဒါ40ပဲဗျာအဲ့လောက်ပဲတော့တန်းနေဗျာဒီဝယ်ရတာတော့သိရမလားအဲ့ဒါ3,000တို့5,000တို့6,000တို့ဆိုကိုကထိုင်းနိုင်ငံမှာနေနေလို့ဆိုတော့ဗျာဘယ်နဲ့ဟိုလူနှိုင်းရှင်ကြည့်မယ်5,000တို့3,000တို့တကယ်လည်းမဟုတ်ဘတ်3,000လောက်မှာအော် sorry အင်ဒိုငွေ3,000လောက်မှာဗျာဘတ်180 190အဲ့လောက်ဝင်ကျင်နေရှိရဗျာအဲ့တော့တော်တော်သုံးကြော်ရဗျာโอเคက မပါကပလတ်စတစ် 3,000မှရှိရ တော့တော့ ကျုပ်ကအကုန်လုံးပြီအားရောအကွင်းနဲ့400ကျော်ရကြ ဒါတော့ဟောလို့ဒီစီပဲ 400ကျော်ကဲကျွန်တော်တို့အဖွဲ့လေးဒီမှာဈေးဝယ်သွားပြီဆိုတော့ကျွန်တော်တို့တဲမဲ့နေရာကိုသွားရတော့မယ်โอเคရာသီတို့ကလည်းအေးအဲကွင်းလည်းအေး မဝယ်ကပူရာပမ်မီဟိုတယ် မဲကြားတယ် ငွေနေရောင်းတာတော့အများကြီးတော့ အဲ့ပါဆက်နေတယ်ပါ အားရကြည့်ပါ ဒါပေမဲ့အထဲမှာအသားတိတ်နေတယ် သူတို့ခွက်တာအလုံးကြီးအလုံးကြီးများပေါင်းလား โอเคအဲ့တော့အေးပါဗျခုနဟိုဆိုင်ကခေါင်းစစ်တရားတော့မွဲခဲ့ ပြန်လာရောက်ပြီဆိုတာနဲ့ဟိုတယ်ပြန်လာမယ်ဟိုတယ်ကိုကျွန်တော်10နိုင်ဝန်းကျင်လောက်ရောက်အောင်မယ်ဒါဆို breakfast က10နိုင် ကိုယ်လေးများတော့ဒီဘက်မှာတခန်းဟုတ်ဗျာဟိုဘက်ကအဖွဲ့တွေကတခန်းစီကျွန်တော်ကဒီဘက်အပေါ်ထဲမှာရာသီတို့တော့တော်တော်အေးရဗျာညာပိုင်းမှာမူးပြီးတော့ရောနေလူမိုသွားတဲ့ဟိုတယ်ဒီမှာကမိပလက်ကုံကဒီလိုအဝိုင်းပဲရှိတယ်ဗျာဒါတော့ဒါကျွန်တော်ဝယ်ခဲ့တာကလေးတော့ဒါမှမဟုတ်တော့မရအဲ့လိုအဝိုင်းမှာအဆင်ပြေပါဗျာအဝိုင်းဆိုအဆင်ပြေတယ် ဒီခေါင်းလည်းအဝိုင်းဖြစ်မှရမှာ ဟုတ်တယ်အဝိုင်းဖြစ်မှရပါ ခေါင်းလည်းအဝိုင်းဖြစ်ရမယ်ဒီဟာလည်းအလုံးဖြစ်ရမယ်ဒီကအပေါက်ကအလုံးဒါလည်းအလုံးဖြစ်နေအဝိုင်းဖြစ်နေအခုဒီမှာလေးတောင်းနဲ့အဝိုင်းနဲ့ပြည့်ဘလုံးမှထိုးမရ ဒီနေ့တော့ကျွန်တော်တို့စောစောအိတ်တော်မယ်ဗျာစောစောအိတ်တော်မယ်ဆိုတော့မနေ့ပြန်မနေ့ကြီးကြာရင်ကျွန်တော်2နာရီလောက်ထားရမယ်2နာရီလောက်ထားပြီးတော့ဂျစ်ကားတွေနဲ့ကျွန်တော် Mount Bromo ကိုသွားမှာဗျာ Mount Bromo ကိုကြာမှာကျွန်တော်ဆက်ပြီးအလှတွေရိုက်ပြပေးမယ်โอเคအဲ့တော့ထပ်ကြည့်ပေးတော့